Simulator game ထဲမှာ Baby Shop ID လေးကိုဒီနေ့ပြပြအောင်မှာဖြစ်ပါတယ် Hello everyone City ကြည့်ချင်တဲ့နေ့နဲ့ကြိုဆိုလိုက်ပါရပါတော့ဒီနေ့မှာတော့နော် City လေးကတော့ Baby Shop ID လေးပြမှာဖြစ်ပါတယ်တရက်က reply ပြန်ပေးပါအောင်လို့ပြောတော့ပေါ့နော်ကဲအဲ့ဒါဆိုရင်အရင်ဆုံး City လေးတို့ကဒီ menu လေးတွေဝင်ပါမယ်ပြီးရင် props လေးတွေဝင်ပါလို့ပေါ့နော်ပြီးဒီက search by props ID လေးနှိပ်ပါမယ်လို့ရှိရင် City လေးကတော့အခု ID နံပါတ်လေးဖြစ်ပါတယ်463639838641ဖြစ်ပါတယ်လို့ရှိရင်ဒီက okay လေးနှိပ်ပါမယ်နှိပ်ပါလို့ရှိရင်ဒီသမီးပေါ်လာလိုက်ပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင် download နှိပ်ပါမယ်နှိပ်ပါလို့ရှိရင်ဒီကြက်ကြီးကိုထပ်နှိပ်ပါမယ်ကဲအဲ့ဆိုရင်အခုတော့ခဏဆောင်ပေးပါမယ်ပေါ့နော်ကဲအဲ့ဆိုရင်အခု baby shop ID လေးကိုရပါပါပြီပေါ့နော် baby shop ID ထဲမှာပေါ့နော်ခလေးပစ္စည်းတွေပြောတာဖြစ်ပါတယ်ဘေးနားမှာတော့ပန်းကလေးနဲ့စထားတာပေါ့နော်ပြီးလို့ရှိရင်ဒီညမှာအင်ဂျီတွေရှိတယ်ခလေးနေတဲ့နေရာရှိတယ်ပြီးရှင်တော်လန်းလေးတွေရှိရပေါ့နော်ဒီမှာဆိုရင်လည်းအယုတ်တွေ toys တွေဒီမှာဆိုရင် cashier ဒီမှာဆိုရင် boy အဝတ်စားတွေ girl အဝတ်စားတွေ books တွေပုံမြင်စာအုပ်တွေ shoes တွေဖနက်တွေဒီမှာလည်းကားရုပ်တွေစပင်းရုပ်တွေရှိရပေါ့နော်ပြီးလို့ရှိရင်လည်းဒီမှာလည်းရှိသေးပါတယ်အပေါ်တက်အဲ့ဒီအပေါ်တက်မှာဆိုလို့ရှိရင် diaper တွေ note တွေပကံတွေရှိရအရုပ်တွေဒီမှာအိပ်ရာတွေခလေးကိုထိုင်ပြီးကျွေးတဲ့ခုံတွေမျိုးစုံရှိရပေါ့နော်အသေးလေးနဲ့အသေးပုံလေးနဲ့စီတီလေးကတော့နောက်ဗီဒီယိုကြားလို့ရှိရင်ဘာလေးပြမမဖြစ်ပါဘာလေးတင်ပါလဲဆိုတော့ baby shops ID လေးရဲ့ကိုအိမ်ကနေဘယ်လိုသွားရလဲဆိုတာပြပြဖြစ်ပါတယ်စီတီလေးကိုမသိတာရှိရင်လည်းမေးလို့ရပါတယ်ပေါ့နော်စီတီလေးအားလုံး reply ပြပေးမှာဖြစ်ပါတယ်